ခံစားချက်လေးပြောပါအောင်ဟိုမောင်ဖိုးစိန်ခံစားချက်လေး လူရတဲ့မော်ရီတော့စက်တယ်ရှင်းပဲ ဖွေးဦးနာတယ် ဒါဝိဒါ ဖွေးစွန်နာပဲသမီးထထောင်ဖွေးစီရဒီမှာချစ်လိုက်သမီးနဲ့တောင်မနိုင်နေဖြစ်တော့မှလို့ဟိုက ဟုတ်လား ရှိတော့အဲ့ဒါပဲ ရှိတော့အဲ့ကိစ္စမျိုးသူ့လည်းပြလိုက်ဘူးအေးဆိုင်ရအောင်နေတော့ကျမတော့ငါမကြီးရောက်တော့ ဟုတ်ပြီ ဒီပါလေ အားရထက်လာတယ်ဘေးကလာ ဥဒီရနဲ့စားမလား တော်ပြီ နာနဲ့စားလိုက် ဒီလိုထားတယ်ဒီလိုထားတယ် ဒီရဒီတဲ့တဲ့ဥသေးတယ်မလေးဆက်တာ တော်ထား ရအဲ့တော့ မေဟိုကစားလေပါတော့ ဒီနဲ့ပေါ့လာတယ် ဒီဝိုင်းကြီးကြီးကြီး ဥချလာညအဲ့ဒါဥချပြီးတော့ကြိုက်တာပေါ့စားဟာစပိုင်းစီအိမ်ဟုတ်လားရေးများတော့မှာစားပလာများ ပို့ ဆင်းရဲနေမရှိအေးကိုပေါ့လားသူတွေကထုတ်မှာဖောက်နှစ်ထုတ်ဖောက်လိုက် နေတော့တယ်တော့တယ်အားရ တော်တော်တော် ဒီကမမနဲ့တော့ပြောတာအဲ့လည်းမရှိဘူးဆိုင်ရမပေးလိုက်တာတော့ဆိုင်မပေးလိုက်ရင်လည်းမလေးဘူးတောင်းရ နေဟုတ်တယ်လားဟုတ်တယ်လည်းရတယ်ရောင်းနေတော့ ဝိုင်းနေတယ်အပြီးဆွဲနေပါရှင်ကိုနေကနေဦးရဲ့ဗီဒီယိုတင်လိုက်တာသမီးရုပ်ကိုမမလိုက်ဘောင်းတော့မဖော်နိုင်တော့ပါမဖိုးစင်ဦးရဲ့ဗီဒီယိုတင်လိုက်တာသမီးရုပ်ကမမလိုက်ဘူး copyright ထိပြီးတော့ငါပတ်စံနေကုန်ကြအောင်မိုင်းမှာကျမတို့ထားလိုက်ပါမယ်ရှင်ဒီလောက်ဒီနေ့တော့ဒီလောက်ပါပဲမိုင်းမှာမနေ့ပြန်လုပ်ပိတ်ပါရ